မင်္ဂလာပါရှင်ကျမတို့အားလုံးသိထားကြတာကစင်ကာပူနိုင်ငံဆိုတာကမ္ဘာပေါ်မှာမှုကင်းအနေပါဆုံးတရားဥပဒေစိုးမိုးမှုအားအကောင်းဆုံးနဲ့အမျိုးသမီးတွေအတွက်လုံခြုံဆုံးနိုင်ငံတစ်ခုဆိုတာပါပဲညတကောင်ချင်းလမ်းမတွေပေါ်မှာတယောက်တည်းလမ်းလျှောက်ရင်တောင်အန္တရာယ်မရှိနိုင်ဘူးလို့ယုံကြည်ထားကြတဲ့နေရာမျိုးပါဒါပေမဲ့ဒီလိုလုံခြုံပါတယ်ဆိုတဲ့မြေပေါ်မှာပဲရဲအယောင်ဆောင်ပြီးနိုင်ငံသားအိမ်ကူအမျိုးသမီးတဦးကိုချိန်ချောက်ကမရင်းကျင်းခဲ့တဲ့ဖြစ်ရပ်ဆိုတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ဒါဟာရိုးရိုးမတိမ်မှုမဟုတ်ပဲအာဏာပိုင်ပုံစံအယောင်ဆောင်ပြီးနိုင်ငံသားအလုပ်သမားတွေရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူခဲ့တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ဖြစ်စဉ်ရဲ့သေးစိတ်ကိုပြန်ကြည့်ရမယ်ဆိုရင်2022ခုနှစ်ဇူလိုင်လလက်တက်အိန္ဒိယMRTဘူတာနီမှာဖြစ်ပွားခဲ့တာပါ။ကျူလွန်သူရှာဗန်ချက်တီဆိုသူဟာသူ့ကိုယ်သူရဲအရာရှိလို့ပြောပြီးအိမ်အကူအမျိုးသမီးနဲ့သူမရဲ့မိတ်ဆွေတွေကိုတားဆီးစစ်ဆေးခဲ့ပါတယ်။သူဟာ body camera တက်ဆင်ထားတဲ့ဟန်ဆောင်ခဲ့တယ်လို့ work permit ကိုစစ်ဆေးမယ်ဆိုပြီးအမျိုးသမီးကိုတီးတန့်ခွဲထုတ်ခေါ်ဆောင်သွားခဲ့တာပါ။အဲဒီနောက်လူပြတ်တဲ့ခြုံပုတ်အနီးမှာနင်စင်ကာပူမှာအလုပ်ဆက်လုပ်လို့မရအောင်လုပ်ပြမယ်။နေရက်ပြန်ဖို့မယ်ဆိုပြီးချိန်ချောက်ကကာမဆက်ချက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆွဆွဲခံထားရပါတယ်။ဒါဟာနိုင်ငံသားလုပ်သားတွေအကြောက်ဆုံးဖြစ်တဲ့ work permit ကိစ္စကိုလက်နက်လုပ်ပြီးရုပ်မာခဲ့တာပဲဖြစ်ပါတယ်။အခင်းဖြစ်ပွားပြီးနောက်စစ်ဆေးချက်တွေအရအမျိုးသမီးရဲ့အတွင်းခံတဲ့ခန္ဓာကိုယ်မှာတရားခံရဲ့ DNA ကိုတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့တရားခံကတော့လက်ရှိ February 3 ရက်နေ့ရုံးချိန်အထိအပြစ်မရှိကြောင်းညင်းဆိုနေဆဲဖြစ်ပါတယ်။ဒီနေရာမှာပြည်သက်တွေသိစင်ကြမှာကစင်ကာပူမှာဒီလိုအမှုမျိုးကျူးလွန်ရင်ဘလောက်အထိပြစ်ဒဏ်ပေးခံရနိုင်တယ်လဲဆိုတာပါပဲစင်ကာပူနိုင်ငံဟာမဒိန်မှုနဲ့ပတ်သက်ရင်ကမ္ဘာပေါ်မှာပြစ်ဒဏ်အပြင်းထန်ဆုံးချမှတ်လေ့ရှိတဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်စင်ကာပူရာဇသက်ကြီးဥပဒေအရမဒိန်မှုကျူးလွန်ကြောင်းပြစ်မှုထင်ရှားရင်ထောင်ဒဏ်အနှစ်20အထိချမှတ်ခံရနိုင်တယ်လို့ငွေဒဏ်အပြင်အလွန်နာကျင်စေတဲ့ကြိမ်ဒဏ်လည်းမလွဲမသွေကြခံရလေ့ရှိပါတယ်ဒါပြင်အခုဖြစ်စဉ်မှာပါဝင်တဲ့ရဲဝန်ထမ်းအယောင်ဆောင်မှုအတွက်လည်းတီးခြားထောင်ဒဏ်နဲ့ငွေဒဏ်တွေထပ်ပေါင်းကြခံရနိုင်ပါတယ်။ဒါကြောင့်ဒီမှုမှာသာပြစ်မှုထင်ရှားခဲ့ရင်တရားခံအနေနဲ့အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။ဒီဖြစ်ရပ်ကနေကျမတို့သင်ခန်းစာယူစရာကတော့ဘလောက်ပဲလုံခြုံတဲ့နေရာဖြစ်ပါစေသတိဆိုတာပိုတယ်မရှိပါဘူး။အထူးသဖြင့်ပြည်ပရောက်မြန်မာလူသားတွေအနေနဲ့တန်တရားဖြစ်ပွဲအရာရှိအယောင်ဆောင်သူတွေနဲ့ကြုံတွေ့ရရင်သက်ဆိုင်ရာကိုအတိပြုမေးမြန်းတာတွေအကူအညီတောင်းတာတွေလှုပ်ဆောင်ကြဖို့တိုက်တွန်းရင်းဒီသတင်းကိုညီကုန်းချုပ်လိုက်ပါတယ်ရှင်။